မင်းဘာလို့သူများဆိုင်ကခိုးအောင် ချင်းနေကျွန်တော်ဘယ်လိုဖြေလိုက်ရမှာ ဟာဒီကိစ္စတော့ကတော့ငါအေးဆေးဖြေရှင်းနိုင်တယ်မင်းအမှန်တိုင်းသာပြောလိုက် ကျွန်တော်ဆိုင်ရခိုးကရောင်းစားမလို့ အေးဟုတ်တယ်အဲ့လိုပဲပြော အဲ့ဆိုမင်းကပတ်ဆိုင်ရပြီဘာလို့မို့ စော်ခေါ်ခြင်းလို့ပါ ဟာမင်းဒီကောင်ရပဲလားမင်းစောဘယ်နာလေးကခေါ်ရတော့ ဟိုဘက်လမ်းတိတ်ကခေါ်တာပါစေ အဲ့မှာစောခေါ်လို့ရမှာမင်းကဘလို့သိအောင် ဒီကောင်ခေါ်လို့ပါ အဲ့ဆိုမင်းကအဲ့ကောင်နဲ့ဘယ်နာမှသိအောင် ဒီကောင်ဖဲရတုံးကတီးရ ဟာမင်းလောင်းသားလဲလုပ်တယ်ပေါ့ ချင်းနေကျွန်တော်ပြောလို့ရတာဒီလိုပြောကျွန်တော်ဘာမှမဖြစ်တော့ပါဘူးချင်း အေးပြော ဖဲရဘယ်နာလေးသွားရိုက်တာ ဖဲကဟိုဘက်လမ်းထိပ်မှာရိုက်တာခုတော့မြိုက်တော့တခါလေဖိအားများလို့ရိုက်တာ ဟဲ့မင်းကဘာလို့ဖိအားများရတော့ ကျွန်တော်တမားတွေကိုလင်းရအစင်မပြေလို့ပါ လိန်နေဟလားမင်းလိန်တာကဘယ်လောက်ရတော့ သိန်းနဲ့သိန်းလောက်ဖဲရတမားတိုက်တာတော့မရဘူး ဟာတပြက်လဲတိုက်သေးရဟုတ်လားဘယ်လောက်ရခဲ့တော့မင်း 300လောက်ရ အဲ့ပတ်စံတွေကိုကြတော့မင်းဘယ်လိုလုပ်လိုက်တာ ပစ္စည်းဝယ်လိုက်တာပါ ဘာပစ္စည်းဝယ်လိုက်တာမင်းက မူရစေဝါ ဟာမူရစေဝါလဲလုပ်သေးရဟုတ်လားမင်းကိုရောင်းမိတာကဘာတူတော့ ဟိုဘက်ကရောင်းပေးရသူကခုမလုပ်တော့ပါဘူးဆရာ မင်းသေးကြလို့လား သေးကြပါဆရာရင်တစ်ခေါက်ကျွန်တော်နဲ့အပေးယူမတဲ့တုန်းကသူ့ကိုကျွန်တော်တက်ပလိုက်တာ ဟာမင်းအဲ့ဆိုအလောင်းကဘယ်နာမှမြုပ်ထား ဘယ်လောင်းပြောတယ် ဟဲ့မင်းတော်တော့မင်းဆက်မပြောနဲ့တော့မင်းဆက်ပြောနေမင်းခဏနေတိတ်မင်းကြတော့ ဟုတ်သေးပါဘူးချင်းနေရအခုညီပါဦးနော်ဆိုင်ကလေးပဲခိုးမိရအောင်နော်ဘောက်တင်မကြရမှာတော့ကြ